website တစ်ခုခုကိုဝင်လိုက်တိုင်း verify you are human ဆိုတာကြီးပေါ်လာရင်စိတ်ရှုပ်သွားကြတယ်မဟုတ်လားတချို့ကဆိုဟာလူစစ်စစ်ကြီးမို့လို့ကွန်ပျူတာသုံးတာပေါ့စိတ်ရောက်ကကွန်ပျူတာသုံးမလားလို့တောင်တွေးမိကြမှာပါဒီဗီဒီယိုမှာအဲ့ဒီအကြောင်းရင်းနဲ့နောက်ွယ်မှာဘလို့စစ်ဆေးနေတယ်လဲဆိုတာကိုလွယ်လွယ်နားလည်အောင်ရှင်းပြပါမယ်မြင်အောင်ပြောရရင်အင်တာနက်ဆိုတာလူသန်းပေါင်းများစွာသွားလာနေတဲ့ digital မျိုးတို့ကြီးတစ်ခုပါဒီမျိုးထဲမှာကောင်းတဲ့သူတွေရှိသလိုအဖြတ်သမားတွေလည်းရှိနေတတ်ပါတယ် website ပိုင်းရှင်တွေအနေနဲ့ကကိုယ့်အိမ်ကိုယ့်ဆိုင်တွေကိုလူကောင်းတွေကိုပဲဝင်စေချင်တာပါဒါကြောင့်တကားဝမှာလုံခြုံရေးအဆောင်ချထားရတယ်လို့မျိုး website တွေမှာလည်း verify you are human ဆိုတဲ့တော့ခတ်ထားရတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့အခုခေတ်မှာ bot လို့ခေါ်တဲ့အဖြတ်ဆွမ်းအားကြီးတဲ့ program တွေရှိနေလို့ပါလူတွေကမောတက်တယ်အိပ်ရတယ်နှီးကွေးပါတယ်ဒါပေမဲ့ bot တွေကမအိပ်ဘူးမမောဘူးလူတယောက်အကောင့်ဖွင့်ဖို့9မိနစ်ကြာရင် bot က10စက္ကန့်အတွင်းအကောင့်ထောင်ကြီးဖွင့်ပြနိုင်တယ် website ကိုလေးလံသွားအောင်ပြတ်သွားအောင်လုပ်နိုင်တယ်ဒါကြောင့် website တွေဟာဒီ bot တွေကိုတားဆီးဖို့ကြိုးစားရတာပါလူအများစုထင်ကြတာက I'm not a robot clock ကိုနှိပ်လိုက်လို့ပွင့်သွားတာလို့ထင်ကြတယ်တကယ်တော့အဲ့ဒီ clock ကအဓိကမဟုတ်ပါဘူး website ကတကယ်စစ်ဆေးနေတာကအဲ့ဒီ clock စီကိုတွားတဲ့တင့်ရဲ့လမ်းကြောင်းပါလူတယောက် mouse ကိုရွှေ့တဲ့အခါလက်ကတုံနေမြင်းကမဖြောင့်ဘူးအရှိန်ကမညီဘူးဒါဟာလူဖြစ်ကြောင်တတ်တယ်ပါပဲ bot ဒီကြတော့ပန်းတိုင်ကိုတန်တန်မမတ်တိကျလုံးတဲ့အရှိန်နဲ့တွားလေးရှိတယ် website ကအဲ့ဒီမညီမညာချစ်မှုကိုကြည့်ပြီးဩဒါလူစစ်စစ်ပဲလို့ဆုံးဖြတ်လိုက်တာပါဒါဆိုဘာမှမနှိမ့်เสียမလို့ပဲဝင်လို့ရတဲ့ website တွေကြတော့ရောဘာမှမနှိမ့်เสียမလို့ပဲမင်းနောက်ွယ်မှာ invisible check လုပ်ပါတယ် website ကနောက်ွယ်မှာသင်ဘဲ browser သုံးလေ internet line ကဘယ်ကလာတယ်လဲ mouse ကိုဘလို့ scroll ဆွဲနေလဲဆိုတာတွေကိုစုံထောက်တရားလို့တိတ်တိတ်လေးကြည့်နေပါတယ်သင်ကတာမန်အတိုင်းသုံးနေတယ်ဆိုရင်ဘာမှမမေးတော့ဘူးနည်းနည်းတန်တရားဝင်စရာအတွေ့မှာ verification တွေတောင်းတော့တာပါဒါကြောင့်နောက်တစ်ခါ verify you are human ကိုမြင်ရင်စိတ်မရှုပ်လိုက်ပါနဲ့အဲ့ဒါက website ကတင့်ကိုမယုံလို့မဟုတ်ပါဘူးတင့်ကို bot တွေရဲ့ရန်ကနေကာကွယ်ပေးနေတဲ့ digital လုံခြုံရေးဝန်ထမ်းလေးတယောက်လို့ပဲသဘောထားလိုက်ပါ